ကဲခလေးတို့ရေနားလေကြရင်လား နားလေပါတယ်ကွာ ကဲဟုတ်ပြီဒါဆိုလို့ရှိရင်ခလေးတို့ပြန်လို့ရပြီနော်အော်အကြည့်လာပြီလား ရောက်တယ်ဆရာမရဲ့ဟိုကလေဟိုဘက်ကိုလာရင်းနဲ့အော်ဒီမှာကျောင်းပြန်ဆင်းပြီလားဆိုပြီးတော့လာကြည့်ပြီးတော့ကျောင်းဆင်းတယ်ဆိုလဲကလေးတွေတခါလဲခေါ်သွားမလို့ကျောင်းကစောစောကြီးတောင်ဆင်းနေပြီဆရာမ အော်ဟုတ်တယ်ခလေးရစာရနေရတယ်စောစောဆုံးပေးလိုက်တာလေ အော်ဟုတ်ကဲ့ဆရာမဟုတ်ကဲ့ ဆရာမတောက်လို့ပဲတော့တက်ရမယ် တားရဲ့အခုလေတားကចောင်းသားပဲလေចောင်းသေးရမှာចောင်းတက်ရတာမဟုတ်ဘူးတားရဲ့တားအခုစာရေးတင်နေရရဲ့စာရေးချက်နေရဲ့စာရေးရနေရဲ့ဒါဆိုရင်လေတားကចောင်းသားပဲပေါ့ထားအောင်လေ ဟုတ်တယ်ဆရာမရဲ့ကျမသားလေးကလေမိုးလင်းလို့ရှင်မှန်ရှိမှာကြောဖို့အဟောင်းလေးကိုလွဲပြီးတော့လေမှန်ထဲမှာကြည့်ပြီးတော့အော်သားမေသားကြောက်တဲ့ချင်းလေးကြောက်တဲ့ချင်းလေးနဲ့အဲ့ဒီလိုပြောတာဆရာမရဲ့အဲ့ဒါကြောင့်မလို့နိုင်ငံရေးကောင်းလို့ရှင်တော့ပို့စာတီကိုပြန်ပြီးတော့သားလေးကိုကြောက်ထားမှာပေါ့ဆရာမရဲ့ ဟုတ်တယ်အန်ဒီရဲ့ဒီနိုင်ငံရေးကောင်းမှာပဲကျမလည်းကျမကလေးတွေကိုចောင်းကောင်းကောင်းမှာစတိထားတင်နိုင်မှာ ဟုတ်တယ်ဆရာမရေဟုတ်တယ်အခုလိုမျိုးလေးစာတင်ပေးတာကိုပဲဆရာမတို့ပဲကျေးဇူးတင်ရပါတယ်ဆရာမရေကျေးဇူးတင်ပါတယ်နော် ရပါရဲ့ ကဲသားတို့ရေပြန်ကြမယ်ဟေ့လာသားတို့ခွင့်ပြုပါအောင်နော်ဆရာမ ဟုတ်ဗီဒီယိုဆိုင်ပြန်ကြအောင်နော် ဟုတ်ကဲ့ပါဆရာမဟုတ်ကဲ့ပါရှင် မောင်ထွေးလေးကြောင်းမလာတာ3ရက်တောင်ရှိပြီခလေးဘာတွေများဖြစ်နေလဲမသိဘူးကွယ်အစင်းမဖြစ်ရလားမသိဘူးအိမ်လိုက်သွားပြီးမေးကြည့်လိုက်ပါဦးမယ် အော်ဆရာမလေးပါလား အေးအန်ဒီကျမပါမောင်ကလေးလေးတောင်းလာရ3ရက်ရှိပြီဆိုတော့ဒါစိတ်လို့ဘာမှဖြစ်လာလဲဒီလာမင်းရတယ် ဟုတ်တယ်ဆရာမရေဟိုကလေကျမတို့သားလေးကအရွယ်ကတော့တိတ်တော့မရောက်သေးဘူးပေါ့နော်ဒါပေမဲ့လည်းကျမတို့တော်လည်းရေးကြလာတာနဲ့အမျှကျမတို့လည်းစားဝတ်နေရခက်ခဲတယ်လေအဲ့ဒီတော့အားနဲ့ကလေးကဟိုအလုပ်ခေါ်တဲ့သူလည်းရှိတော့ခါကြတော့မင်းနဲ့သားအလုပ်သွားလုပ်မယ်တဲ့အဲ့ဒါဆိုရင်လည်းသားရဲ့ဖြစ်ပါမလားဆိုဖြစ်ပါတယ်တဲ့ဆိုအားနဲ့သူ့ကိုအလုပ်လုပ်ဖို့ထည့်လိုက်တယ်ဆရာမရေ အန်ဒီရဲ့အတေးကအခုမှ7နှစ်ပဲရှိသေးတာလေအန်ဒီအလုံးလုံးရတဲ့အချိန်မှမဟုတ်ဘူး ဟုတ်ပါတယ်ဆရာမရဲ့73နှစ်ပဲရှိသေးပေမဲ့ကျမတို့မှာစားဖို့တောက်ဖို့ကခက်ခဲလို့ပါအဲ့ဒါနဲ့ပဲသားလေးကအလုပ်သွားလုပ်မယ်အမေလို့ပြောလို့အဲ့ဒါနဲ့ကျမလည်းအလုံးနောက်ကိုထည့်လိုက်တာပါဆရာမလေးရဲ့ အန်ဒီဒါဆိုကျမပြန်လိုက်ပါအောင်မေကျမကိုခွင့်ပြုပါအောင်နော် အော်ဟုတ်ကဲ့ပါဆရာမလေးဟုတ်ကဲ့ပါဟိုဂယူးဆက်ပြီးပြန်အောင်နော်ဆရာမလေး ကဲပါ ငါဘွားလေစိတ်ညစ်ဖို့ကောင်းလိုက်တာအော်ဆရာမပြောမှာပဲငါသားလေးအသက်မပြေတာအလုပ်ကောအဆင်ပြေပါမလားမသိဘူးငါယောက်ျားလေအခုတလို့အဆက်အသွယ်မရတာဘာတွေများဖြစ်နေပြီလဲမသိဘူးငါဘွားလေနေတာနေရတယ်ကြည်လန့်ဆာဆာနဲ့အိုးစိတ်ညစ်လိုက်တာ အိမ်ပြန်ရောက်တော့ညဘက်မီးလုံးမိန်မိန်လေးအောက်မှာ
ခလေးတွေရေးထားတဲ့ဖြစ်ချင်သောစန္ဒဆိုတဲ့စာရွက်လေးတွေကိုပြန်ဖတ်နေလေရဲ့ဒါစစ်မဖြစ်တဲ့နိုင်ငံမှာနေကျင်တယ်တဲ့သမီးကြီးလာရင်ဆရာမဖြစ်ချင်တယ်တားကြီးလာရင်ဆရာဝန်ကြီးဖြစ်ချင်တယ်အဲ့ဒီစာရွက်လေးတွေကိုဖတ်ရင်စေနာဝန်ထမ်းဆရာမလေးမေစစ်နိုင်ရဲ့ညဝန်းမှာမျက်ရည်ဝဲလာပါတယ်သူမကိုယ်တိုင်လည်းအဲ့ဒီလိုတွေဖြစ်ချင်တဲ့အိမ်မက်တွေရှိခဲ့တာပေါ့တက္ကသိုလ်တက်ချင်ခဲ့တယ်ကျောင်းဆရာမကြီးလုပ်ပြီးကလေးတွေကိုစာသင်ပေးချင်ခဲ့တယ်ဒါပေမဲ့အခုတော့အိမ်ရှိတစ်ပင်အောက်မှာစစ်ဘေးရှောင်ကလေးတွေကိုစာပြပေးနေသူစေနာဝန်ထမ်းဆရာမလေးဖြစ်နေပါပြီ အဆင်ပြေပါတယ် အဖေသိပါတယ်သမီးတို့ခေတ်ကအရန်ခက်ခဲပင်ပန်းတာသမီးတို့လူငယ်တွေရှိလို့အဖေတို့နိုင်ငံကြီးကမတည်သေးတာပေါ့သမီးကြီး အပြင်မှာမိုးတံတွေကြားနေရတယ်သူ့မိုးအဟောင်းလေးကလည်းလေတိုက်တိုင်းအတန်တွေမြည်နေတာပေါ့ဆင်းရဲမှုကမပြောက်သေးဒုက္ခတွေကလည်းမပြီးသေးဒါပေမဲ့တဲအိမ်လေးတွေထဲမှာတော့ကလေးငယ်လေးတွေရဲ့စာအတန်လေးတွေကြားနေရတယ်အဲ့ဒီအတန်လေးတွေကမပြတ်သေးတဲ့မျောလင်းချက်လိုမိုးတံတွေကြားထဲမှာတိတ်တိတ်လေး